အဲ့ဒီရွာတရားမှာတဲ့ကွန်းတွေကိုထမ်းပြီးရောင်းစားတဲ့တငယ်ချင်း2ယောက်ရှိတငယ်ချင်းတွေကတယောက်ကငညိုတဲ့တယောက်ကမောင်ကန်ကြီးငညိုနဲ့ကန်ကြီးဘယ်သူနဲ့ဘယ်သူလဲသူတို့ကဟိုးပဲရွာကနေကွန်းတွေကိုထမ်းပြီးရွာစဉ်လှက်ပြီးရောင်းစားရတငယ်ချင်း2ယောက်အတက်ကအစိတ်လောက်စီပေါ့သူ့အိမ်နဲ့ပေါ့လေအဲ့ဒါကွန်းတွေထမ်းပြီးရောင်းစားတဲ့တငယ်ချင်း2ယောက်တနေ့တော့ကကြတော့မောင်ကန်ကြီးကသူ့အိမ်မှာဆံမရှိတော့ငညို့ထံကိုပြောတယ်ငညို့ရေနောက်ကြမှာငါအကျွေးဆက်ပါမယ်ကွာတဲ့ငါ့ကိုမင်းဆန်း10လေလောက်ချီးစမ်းပါ10လေဆိုတာ2ပြည်လား4ပြည်လားလည်းမသိပါဘူးဆရာတော်10လေပဲမှားတော့ဆန်း10လေလောက်ငါ့ကိုချီးပါဆိုတော့ငညို့ကလည်းပဲ10လေချီးလိုက်ပါတယ်ဆန်း10လေအကျွေးယူပြီးတော့သူတို့မိသားစုတွေစားရတယ်တနေ့တော့ကကြတော့ညမှောင်မိုက်တဲ့အခါပေါ့လေဟိုးပဲရွာကနေကွန်းနေထမ်းပြီးတငယ်ချင်း2ယောက်ပြန်လာမောင်ကန်ကြီးလမ်းမှာမွေကြိုက်ပြီးတော့မွေဘွေးပေါ့မွေဘွေးဆိုတာစိတ်အင်မတန်ပြင်းတယ်မွေကြိုက်ပြီးတော့အဲ့ဒီမှာတခါတည်းပဲတည်သွားတယ်အဲ့အောင်သေကန်ကြီးဆိုတာပြိဿကြီးအရေးမကြီးဘူးလားအခုလည်းပဲမောင်ကန်ကြီးမွေကြိုက်ပြီးသေကန်ကြီးမှာဆန်း10လေအကျွေးကိုအာယုံပြပြီးသေသွားဟန်တူပါရဲ့သေသွားတော့ဘာဖြစ်တော့ဆိုတော့ငညို့ရဲ့အိမ်မှာကြက်တကောင်သွားဖြစ်တယ်ဘာသွားဖြစ်ကြက်ကကြက်ဖကလေးလှလှကလေးတိုက်ကြက်ကလေးကြက်ကလေးကြည့်ရတော့ငညိုကမသိဘူးသူတငယ်ချင်းဝင်စားမှမသိဘူးငညိုကကြက်ကိုပိုက်နော်ကြက်ကိုအတက်ကလေးတွေခြုံပေးပြီးကြက်ကလေးကြီးလာတော့ငညိုကအဲ့မှာတိုက်ကြက်ဆိုတော့ကြက်တိုက်ကြက်တော့မောင်ကန်ကြီးဝင်စားတဲ့ကြက်ကလေးကဆန်းအကျွေးရှင်ငညိုကိုတိုက်ပေးရနိုင်အောင်တိုက်ပေးရပထမတစ်ပွဲတိုက်လောင်းကြီးနဲ့တိုက်နော်ငညိုကြက်ကနိုင်ရောဒုတိယတစ်ပွဲလောင်းကြီးထပ်တိုးတိုက်နိုင်ပြန်ပြီတတိယတပွဲသိန်းကလေးနဲ့ချီပြီးတိုက်ငညို့ချက်ကနိုင်ပြန်ပြီ3ပွဲနိုင်ဘယ်နှပွဲနိုင်3ပွဲနိုင်တော့ငညို့ကလည်းဟာသူ့ချက်ကောင်းတယ်ပေါ့လေ4ပွဲမြောက်ကိုအကြီးကျယ်ချမယ်ကိုဘက်ကလည်း3ပွဲရှုံးလာတော့မကျင်နဲ့ငညို့ချက်ကိုအပြတ်ချမယ်ကိုဘက်ကလည်းငညို့ချက်တဲ့ထွားတဲ့အကောင်ကြီးကောင်အသက်ကြီးတဲ့ကြက်ပေါ့လေရစ်တဲ့ကြက်ကိုခေါ်လာတယ်ခေါ်လာပြီးတော့လောင်းကြီးထပ်ပြီးငညို့ကလည်းသူ့ချက်နိုင်ပါပဲဆိုလောင်းကြီးထပ်ပြီး4ပွဲမြောက်တိုက်တော့မောင်ကန်ကြီးဝင်စားတဲ့ကြက်ကမတိုက်နိုင်မခွတ်နိုင်ဘူးသူ့လည်းအကောင်ကကြီးတော့ဘလို့မှခွတ်မရတော့ရှုံးရောအဲဒီလိုရှုံးတော့ငညိုကဒေါသဖြစ်ပြီးတော့3ပွဲနိုင်သားသမျှတွေအကုန်ကုန်ပြီးတော်တော်အသုံးပြတဲ့ကြက်ပဲလာတာဆိုပြီးတော့ကြက်ပွဲမှာရှုံးရမလားဆိုအဲဒီဆိုတော့မောင်ကန်ကြီးဝင်စားတဲ့ကြက်ကိုခြေထောက်နဲ့ချောင်းကဆွဲပြီးဘုံဆိုရိုက်တတ်ပြစ်ကိုဘုံဆို3-4ချက်ရိုက်ပြတော့မောင်ကန်ကြီးခင်ဗျာမောင်ကန်ကြီးဝင်စားတဲ့ကြက်ခင်ဗျာတိုက်လဲတိုက်ရသည်မောရလဲမောရသည်ရှုံးလဲရှုံးသည်ရိုက်အသက်ခံရတော့မသိမရှင်လေးဖြစ်ဆန့်ငယ်ဖြစ်အဲ့ဒါငညိုကနေခြေထောက်နဲ့ချောင်းကဆွဲပြီးအိမ်ကိုယူသွားသူချက်စားမှာတတ်ပြီးချက်စားဖို့ပဲရှိတော့တယ်ယူသွားပြီးတော့အဲ့ဒီမှာရိုးစင်တာဘုံဆိုပြစ်ချတာဟိုမောင်ကန်ကြီးဝင်စားတဲ့ကြက်ကမသေးသေးဘူးလိုလေးဖြစ်အဲ့ဒါနွားမကြီးကငညိုအိမ်မှာရှိတဲ့နွားမကြီးကအဲ့ဒီကြက်ကလေးဆန့်ငယ်ဖြစ်တာကိုသွားနန်းတယ်ဘာလို့တော့သွားပြီးနန်းတော့ကြက်ကလေးအသိကလေးနွားမကြီးကြည့်ပြီးနွားမကြီးအာယုံပြုတ်ပြီးသေသွားနွားမကြီးတိုက်တဲ့ပရိသန်ကြီးသွားနေသိကနီးတွေပရိသတ်ကြီးတော်တော်ရေးကြည့်တယ်နော်30ဘုံမှာကျင်တယ်ရတဲ့တရားတွေနိဗ္ဗာန်မရမချင်းအိုလိုက်နာလိုက်သေလိုက်ပရိသန်ကြီးနေလိုက်ဟာဒီလိုနဲ့ပဲလည်နေကြတာပရိသတ်ကြီးဟိုဘွားရောက်လိုက်ဒီဘွားရောက်လိုက်ဒုက္ခတွေကိုရောက်မနေဘူးလားအခုလည်းပဲသေကနီးမှာနွားမကြီးကြည့်ပြီးအာယုံပြုတ်ပြီးသေသွားကြက်ကလေးကနွားမပိုက်တဲ့ဝင်ပြီးနွားကလေးမွေးလာနွားကလေးကနွားမကလေးမွေးတယ်နွားမကလေးမွေးလာနွားမလေးကလည်းလှလိုက်တာငညိုကနွားမလေးပုတ်တန်းပြီးတော့နွားမလေးကတော်တော်လေးလည်းကြီးလာတော့တနေ့တော့အခါရောက်တော့ငညိုအိမ်ကိုအယက်မှုသမား5-6ကလာပြီးတော့ဟေးငညိုငါတို့အယက်မြည်စရာမရှိလို့ကွာတဲ့မင်းရနွားမလေးပတ်စံ4ချက်ပေးမယ်အဲ့တုန်းက4ချက်ဆိုတော်တော်တန်တယ်ပေါ့ဒီခေတ်လိုပြောရင်4000လောက်ရှိမယ်အဲ့ဒါမင်း4ချက်ပေးမယ်ကွာတဲ့မင်းနွားမလေးငါတို့ပေးမင်းလည်းပဲငါတို့အသားပေးမယ်ဆိုငညိုကလည်းပတ်စံ4ချက်ကြတော့ယူသွားအဲ့ဒီမှာအယက်မှုသမားတွေကခေါ်သွားပြီးတော့နွားမကလေးကိုတခါတည်းလေပင်ဓာတ်နဲ့လှိပြီးတော့အဲ့မှာတတ်ပြီးအသားတွေကိုဖြတ်နွားလေးကမသိမရှင်ကလေးတော့အသားတွေဖြတ်နေအဲ့ဒီတော့အသားတွေဖြတ်နေတဲ့နေရာကိုတောင်တွင်းကြီးမျိုးကစရေးကြီးနဲ့စရေးကြော်ကြီးလင်မယားတယောက်ကရောက်လာနွားကလေးကအဲ့ဒီမှာနွားကလေးကနော်အသားတွေဖြတ်ပြီးတော့ပြိဿရင်ကလေပင်လှိထားတော့သေလူမသိမရှင်ဖြစ်တဲ့အချိန်လေးရောက်လာတော့စရေးကြော်ကြီးကဘာပြောလဲဆိုဟာတော်တော်မညာမတာတဲ့ပုံကိုယ်လေးပဲနွားကလေးကလှနေဒီနွားကလေးကိုရဲစဲမတို့တွေတတ်ကြတယ်ကွာသားသမီးချင်းကိုချင်းမစားလိုက်တာငါသားငါသမီးဆိုရင်ငါနွားကလေးဆိုရင်တော့ငါမတတ်ရပါဘူး
ပတ်စံဘလောက်ပဲပေးပေးငါမရောင်းရပါဘူးတော်တော်မညာတာတဲ့ပုံကိုယ်ဒီလို့ပြောလိုက်အဲ့ဒါကိုနွားကလေးကဆိုတာတေကန်ဒီမှာအာယုံပြုတ်ပြီးတခါတေသွားပြန်တေပြီးတော့အစောတော့ကစရေးကြော်ကြီးရဲ့ဝမ်းမှာလူအဖြစ်တခါပရိသန်နေနေဘယ်နှဘွားရှိသွားပြီလဲသုံးဘဝပရိသတ်စေကြော်ကြီးရဲ့ဝမ်းမှာပရိသန်နေပြီးမွေးလာယောက်ျားကလေးတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်9နှစ်ထိအောင်ကလေးလေးကစကားမပြောကလေးလေးကပရိသတ်ရေလုံးဝစကားမပြောတော့9နှစ်လဲမြောက်စေကြီးကတနေ့သောမနေ့ခင်းမှာဗာပြောတယ်ဆိုငါသားတဲ့ဒီနေ့အဖေတို့လက်ကာထုတ်ရက်ပတ်စံနေအများကြီးရလာမှာငါသားအတွက်မုံနေလဲအများကြီးဝယ်ခဲ့မယ်အင်ကြီးဝယ်ဆိုင်လဲဝယ်ခဲ့မယ်ငါသားညနေရောက်ရင်စကားပြောတော့အဖေတို့ပြန်လာခဲ့မယ်ငါသားစကားပြောဖို့ကြံထားမှာခဲ့ပြီးတော့စီကြီးရောက်မယ်ရုံးသွားညနေပြန်လာကြတော့ခောက်ဆွဲကြော်တွေမုံနေအများကြီးအိမ်ဝယ်စားတွေဝယ်လာပြီးငါသားရောငါသားအတွက်ငါသားစကားပြောဆိုတော့မှသားကလေးကစကားပြောချင်းဘာပြောလဲဆိုတော့ငညို့စံတစလဲလို့ပြောတယ်ဘယ်လိုပြောတော့ငညို့စံတစလဲလို့စပြောတော့မိဘတွေကဝမ်းသာပြီးငါသားပြောစံတစလဲမဟုတ်စံတေလဲအမေတို့မှရှိတယ်စံလဲစီကြိုက်လဲရှိတယ်ငါသားပြောဆိုတော့မှအဲ့ဒီမှာကလေးလေးကစပြောတယ်အမေတို့အဖေတို့တဲ့ကျွန်တော်ဟာငညို့ရဲ့စံတစလဲအကျွေးတွေကိုယူပြီးစားပြီးရောအကျွေးမဆက်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်မှဒုက္ခတွေရောက်ပြီးတော့အခုစကားကိုမပြောရဘူးဖြစ်နေတာငညို့စံစလဲအကျွေးယူရတဲ့ကြောင့်သူ့မှာငညို့အိမ်မှာကြက်ကလေးဖြစ်ပြီးတော့3ချိန်ခွတ်ပေးကြရတယ်တိုက်ပေးကြရတယ်ငညို့ကရိုက်လို့လည်းပဲသူ့မှာသေခဲ့ရနွားမလေးပွားနဲ့လည်းငညို့အိမ်မှာအကျွေးတွေဆက်ခဲ့ရတယ်အကုန်လုံးပြောပြလောကကြီးမှာဇာတိတ္တရဉာဏ်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကရှိပါတယ်မရှိဘူးလားရှိပါတယ်အချို့သောပုဂ္ဂိုလ်တွေတစ်ဘဝမြင်တယ်နှစ်ဘဝမြင်တယ်သုံးဘဝမြင်တယ်10ဘဝမြင်တယ်အခုလဲ तू ကဇာတိတ္တရဉာဏ်ရတယ်လို့ပေါ့ तू ကသူ့ရဲ့အတိတ်ဘဝတွေကိုမြင်တာပြိတ္တိုင်ပြောပြပြီးအမေတို့ဖေတို့တဲ့အကျွေးကြောင့်ကျွန်တော်မှဒုက္ခတွေရောက်ရတာအကျွေးတွေကြောက်ပါတယ်အခုဆန်လှဲတစ်စီးတိုက်နော်လှဲပေါ်မှာဆန်အိတ်အပြည့်တင်ပြီးတော့အခုပဲအကျွေးသွားဆက်ရအောင်ဆိုမိဘတွေကလည်းသွားဆက်မယ်အဲ့ဒီမှာကလေးလေးကလမ်းညွှန်ပြတယ်ဟိုမောင်းဒီမောင်းဆိုနွားလဲနဲ့မောင်းရင်နဲ့အဲ့ဒီချောင်းဆုံရွာရောက်ရွာမြောက်ပိုင်းကိုမောင်းဆိုရွာမြောက်ပိုင်းရောက်လာပြီးတော့အဲ့ဒီချိန်မှာဆိုဦးညိုကအသက်80လောက်ရှိပြီငညိုမဟုတ်တော့ဦးညိုဖြစ်ပြီဟိုကဘဝပဲ3ဘဝပြောင်းပြီးသွားဘယ်နှဘဝလဲ3ဘဝပြောင်းပြီးသွားပြီဆိုတော့ငညိုကနေဦးညိုဖြစ်တော့ဒါဦးညိုတို့အိမ်လာရှင်လမ်းပြီးတော့ဟုတ်ပါတယ်ဦးညိုထွက်လာဘာကိစ္စလဲဘာညာဆိုအနားရောက်တော့ကလေးလေးကပြောတယ်ဟဲ့ကောင်ငညိုမင်းငါမှတ်မိဘူးလားကလေးလေးကထလို့ကောဟဲ့ကောင်ငညိုမင်းငါမှတ်မိဘူးလားမင်းငါမှတ်မိတာကြည်စမ်းဆိုတော့မဦးညိုကဒေါသကြီးဖြစ်နေပြီကလေးလေးကငါငညိုခွာမလားမင်းကဘာကောင်လဲဘာညာပေါ့ထားတော့မှမိဘတွေကဝိုင်းပြောပြအိမ်မော်ခေါ်သွားတော့မှအဲ့ဒီမှာကလေးလေးကမျက်ရည်တွေဝိုင်းပြီးပြောပြငညိုရေတဲ့မင်းအင်မတန်မှရက်ဆက်လိုက်တာကွာတဲ့မင်းစီကငါစံတစလဲအကျွေးယူပြီးတော့အကျွေးမဆက်နိုင်ပဲတဲ့ငါမွေကြိုက်ပြီးတည်သွားတာမင်းမှတ်မိသေးလားဟာမှတ်မိတယ်ဟိုကအကြမှာငညိုကလည်းပဲမှတ်မိအဲ့ဒီလိုစံတစလဲအကျွေးကိုငါမဆက်ဘဲနဲ့တည်သွားတဲ့ကြောင့်အဲ့ဒီအကျွေးတွေကြောင့်တဲ့မင်းအိမ်မှာငါကြက်ဖြစ်ပြီးတော့အကျွေးတွေဆက်ရတယ်ကွာတဲ့တိုက်ကြက်ကလေးဖြစ်တာမင်းကငါ3ကအနိုင်တိုက်ပေးတယ်ကွာမင်းမှတ်မိလားအကြမှာဦးညိုကလည်းသူကြက်တဲ့ဟာတွေပြန်သတိရ3ချိန်3ကတိုက်ပြီး4ချိန်မြောက်ငါမှမတိုက်နိုင်လို့မခွတ်နိုင်လို့ဟိုကအကောင်ကြီးလို့ရှုံးသွားတော့မင်းကငါ့ကိုမညာမတာ6ချောင်းကကန်ပြီးရိုက်တက်လိုက်တာငါမှမချိမဆန့်နော်မချိမဆန့်နေဖြစ်တယ်ကွာတဲ့အဲ့ဒီမှာမသေးမရှင်မင်းကပြစ်ထားလို့ငါနွားမကြီးလာနန်းလို့ငါနွားမကြီးအာယုံပြုတ်သေးသွားနွားမဘိုက်ထဲရောက်တော့နွားကလေးဖြစ်မွေးလာမင်းငါ့ကိုငွေ4ကျပ်နဲ့ရောင်းစားလိုက်တယ်ကွာမင်းတော်တော်ရက်ဆက်တဲ့ကောင်ပဲအတိတ်ကြီးပြန်ပြောပြမင်းတော်ရက်ဆက်တာပဲတဲ့အခုငါကနွားမကြီးတေကန်ဒီအဲ့ဒီနွားကလေးတေကန်ဒီမှာဟာဒီအမေဖေတွေရောက်လာလို့ငါကအာယုံပြုတ်ပြီးဒီအမေဖေပိုက်တဲ့အခုပြိတ္တန်တွေဝင်စားတာအခုအကျွေးတွေကိုကြောက်လို့ငါစကားမပြောရဘူးအခု9နှစ်နေမှစကားပြောလောကမှာအကျွေးဆိုရင်ငါကြောက်သွားပါပြီကွာတဲ့မင်းအကျွေးကိုဆက်ဖို့ငါစံတစလဲမဟုတ်ဘူးစံလှဲတစ်စီးတိုက်ယူလာတယ်မင်းယူတော့အကျွေးဆိုရင်ငါလန့်သွားပါပြီဘယ်အကျွေးမှမကောင်းပါဘူးပြောပြတော့မှဦးညိုကလည်းသူလုပ်ခဲ့တဲ့မကောင်းတာလေးတွေပြန်မြင်ပြီးမှားသွားပြီဆိုပြီးမျက်ရည်တွေကျတယ်ပြိတ္တအဲ့တော့ဆိုလိုချင်တာကတော့တန်ခါပစ္စည်းဥစ္စာအကျွေးလည်းမကောင်းဘူးလူပစ္စည်းဥစ္စာအကျွေးလည်းမကောင်းပါဘူးပစ္စုပန်မှာရှောင်ပြေးလို့ရရင်ရမယ်တန်တရာအနေနဲ့တော့ရှောင်ပြေးလို့ရရလားမရဘူးပြိတ္တရေ